မစုခုနိုင်တဲ့လက်နှစ်ဖက်ကလက်အုပ်မချေဖြစ်တာလေလက်နှစ်ဖက်စာနေမြကြအမျိုးတွေလမ်းမတစုံထားခဲ့နိုင်တာပဲရှိတယ်ကိုအညုံလေးတလူလူတော့အမေခက်လက်လေးတွေချူချူပေးရဒီလောက်တောင်မဲလာသားရဲ့ပြန်ခဲ့ပါတဲ့အမေယုံကြည်ခြင်းနဲ့မာနတရားဆိုတာဒီလိုရှိပါတယ်ဆိုပြီးရသမျှဒုက္ခတွေအမေစီခဏခဏပြန်ရုံပဲအမေပေးခဲ့သမျှတွေကဟောင်းနွမ်းပျောက်ရှာပျက်စီးဆွေးမြေပြီကိုပေးခဲ့တဲ့အမျိုးတွေဒါညနေတိုင်းရင်လမ်းမထွက်တဲ့မြည်ရည်တွေအဖြစ်အခုတော့စိတ်ညစ်ညစ်ရှိတာအမေပကက်နဲ့လွယ်သိတယ်လို့မူပြီးမှအိပ်ပြော